လောကမှာတယောက်တည်းနေတာဟာတော့အေးချမ်းမှုအရှိဆုံးလို့ပြောရမှာသို့သောလူတွေဘာလို့တယောက်တည်းမနေနိုင်ကြသလဲဆိုရင်စိုးရင်တော့ကရှိလို့တယောက်တည်းမနေနိုင်မျိုးမျိုးတွေးတယ်တယောက်တည်းနေရင်နေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုအတွေးပဲဒါကြောင့်မို့တယောက်တည်းမနေနိုင်ကြဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာတယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူးအဲ့ဒီကြားထဲမှာလူဟာဘဝမှာဆုံးဖြတ်ရခက်ခဲကြတယ်နှစ်ယောက်အတူနေပေမဲ့လို့ကြောချင်းပေးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲနော်မိသားစုတဲမှာကိုရှိယနေ့ချင်းဆိုင်ပြီးတော့တောင်စကားမပြောဘဲနဲ့နှစ်ယောက်အတူနေတာတွေရှိကြတယ်ဘယ်လိုအတွေးနဲ့ဘယ်လိုနေကြသလဲတော့မသိဘူးနော်တယောက်တည်းနေပြန်တော့လေမနေရဘူးမနေချင်ဘူးနေတော့နှစ်ယောက်အစမြပြေတဲ့ဘဝမှာနှစ်ယောက်နေတာကြတော့ငြိမ်းချမ်းမှုကတစ်ခါဆုံးရှုံးပြန်တယောက်တည်းဆိုတော့စကားများစရာတော့မရှိဘူးနှစ်ယောက်ဆိုရင်တစ်ခါမဟုတ်တစ်ခါစကားများကြတယ်ရှံဖြစ်ကြတယ်ပေါ့နိုင်ငံခြားလူတွေလည်းဒီတိုင်းပဲမထူးပမာရီဗုဒ္ဓဘာသာတွေမှာမဟုတ်နိုင်ငံခြားလူတွေလည်းတယောက်တည်းနေခြင်းleave me alone လို့ဩတာသူတယောက်တည်းနေမယ် leave me alone ဆိုပြီးတော့ဩတယောက်တည်းနေပြန်တော့လေလုံးလေးဖြစ်တယ်ပြောပြန်တယ်နော်လုံးလေးဖြစ်လာတော့ဘာဖြစ်တော့ဆိုဟိုတယ်လီဖုန်းဆက်ဒီတယ်လီဖုန်းဆက်ဖြစ်လာပြန်တယ်တယ်လီဖုန်းဆက်ခေါ်တော့လာတော့တဲ့လာလို့ဆိုမတဲ့ပြန်နှစ်ရက်သုံးရက်လောက်ပဲဆင်ပြေတယ်နောက်ရက်ကျဆင်ပြေလူတဘာဝကတွေးစားရအခက်ကြီးပဲအဲ့တော့လူတွေဟာတယောက်တည်းမနေဝန်းတာလဲဒီစိတ်ပဲနှစ်ယောက်မတည့်တာလဲဒီစိတ်ပဲအဲ့လိုနေထိုင်ကြတဲ့လောကကြီးမှာမြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားကတော့တရားထွေးနေရတဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမထားတာရှိတယ်နှစ်ယောက်နေလို့တဦးနဲ့တဦးနဲ့အဆင်ပြေလို့ဆုံးမဩဝါဒတွေရလို့အကူအညီရလို့ဆိုရင်နှစ်ယောက်နေတာအဆင်ပြေတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေဘူးဆိုတော့တယောက်တည်းပဲနေတာကောင်းတယ်လို့တခါတော့ကမြတ်စွာဘုရားကတယောက်တည်းနေရခြင်းရဲ့အကျိုးကျေးဇူးကိုဖော်ပြတဲ့အခါမှာရှေ့မျောကြည့်လိုက်တယောက်မှမရှိနောက်လှည့်ကြည့်တယောက်မှမရှိလမ်းမှာခရီးသွားတဲ့အခါမှာဟန်ကြလို့တဲ့ထိုင်နေတဲ့နေရာထိုင်လို့ရတယ်ထိုင်နေတဲ့နေရာလဲထိုင်လို့ရတယ်ထိုင်ခြင်းသလိုလဲထိုင်လို့ရတယ်ကိုမြင်မဲ့လူတယောက်မှမရှိဘူးလို့ဆိုလို့လွတ်လပ်မှုရဲ့အရာတာကိုဖော်ပြတာတယောက်တည်းနေလို့ရှိရင်ဘယ်သူနဲ့စကားများအောင်မလို့ဘယ်သူနဲ့မှမများစရာမရှိတော့ကိုတယောက်တည်းအေးချမ်းနေတယောက်တည်းနေရတဲ့အရာတာကိုမြတ်စွာဘုရားရဲ့တပည့်တွေတဲ့ပထမဆုံးတာဝကကြီးရှင်ကွန်းတင်ညဆိုတယောက်တည်းနေသွားတာဟောတပည့်ဆက်ကြတရားဟောတော့ကတော့ပိဿဝဂီ၅ပါးအတူနေကြတာပေါ့နောက်ပိုင်းရောက်တဲ့အခါမှာရှင်ကွန်းတင်ညတယောက်တည်းနေတာဘယ်သူနဲ့မှမတွေ့ရတဲ့နေရာသွားနေတယ်ဘယ်သွားနေတော့ဆိုရင်ဟိမန္တတောင်ချေကတောင်တန်းထဲမှာသတ္တန္တဆိုတဲ့ရေအိုင်ကြီးရှိတယ်အဲ့ဒီသတ္တန္တရေအိုင်ကြီးနားမှာကမ္မထာညောင်းလေးနဲ့နေတယ်တပါးတယ်စင်တွေကဝကြိုးငယ်ပြုတ်တယ်တဲ့သူ
သူတော်စင်သူတော်မြတ်ရဲ့မေတ္တာတက်လွှမ်းခြုံထားသည့်အတွက်ကြောင့်ဆင်ရိုင်းတွေဟာရှင်ကျေးပြီးတော့အန္တရာယ်မပြုတ်တဲ့အပြင်သူ့ကိုကူညီဆောင်ရှောက်ပေးကြတာဆင်တွေကပြုစုဆောင်ရှောက်ကြတယ်အဲ့ဒီမှာရှင်ကုဏ္ဏညရတပါးတဲ့နေတာဘယ်သူစီမှမလာဘူးမြတ်စွာဘုရားစီတော့နောက်ဆုံးအကြိမ်လေးမှာမြတ်စွာဘုရားစီလာသွားတယ်နောက်ဆုံးအချိန်ဆိုတဲ့အချိန်မှာသူ့ရဲ့အာယုသင်္ကာရကိုကြည့်လိုက်တဲ့အခါကျတော့တိတ်မကြတော့ဘူးဆိုတဲ့အခါမှာမြတ်စွာဘုရားစီလာပြီးတော့ကြော့နှုတ်ဆက်တယ်ဒါယဟန်တာတွေမှာထုံးစံလို့ဖြစ်တယ်ဘုရားနဲ့မတွေ့တာကြားနေပြီဆိုတော့အတော်လဲအိုမင်းနေကောင်းဖြစ်အိုမင်းအောင်အိုမင်းနေမယ်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာခြေထောက်ကိုဖက်ပြီးကွန်တင်ညောဟံဗန္တိဘဂဝါကွန်တင်ညောဟံဗန္တိဘဂဝါအမိနာမကိုရှောက်ပြီးတော့မြတ်စွာဘုရားကိုမျက်မျက်နှုံနှုံရှိခိုးတယ်အရှင်ဘုရားတဲ့တပည့်တော်ဟာအရှင်ဘုရားရဲ့တပည့်ကြီးကွန်တင်ညပါဘုရားလို့မြတ်စွာဘုရားကိုရှောက်တယ်အဲ့လိုရှောက်ပြီးတော့သူကအာယုသင်္ခါရကုံတော်မှာဖြစ်သည့်အတွက်ကြောင့်သူဘဝဆုံးတတ်တော့မယ်ဘယ်မှာဆုံးတတ်မလဲဆိုလူသူမရှိတဲ့တူနေတဲ့တောထဲမှာပဲဆုံးတတ်မယ်ဘဝမှာတယောက်တည်းနေသွားတာအဲ့ဒီမှာပဲသွားပြီးတော့သူဘဝဆုံးတတ်မယ်လို့ဆိုပြီးမြတ်စွာဘုရားကိုကြော့ပြီးပြန်သွားတယ်ဟိုရောက်တဲ့အခါကျတော့ထိုင်ရဲ့ဖက်သွားဘတ်တွေဝင်စားတာဝိပဿနာရှုသမဘတ်တွေဝင်စားရင်နဲ့တဖြည်းဖြည်းသိမ်မွေ့လာပြီးသမဘတ်ကထားလိုက်တဲ့အချိန်မှာပြိဋိဘံဆန်သွားတယ်ထိုင်ရဲ့ကြီးပဲပြိဋိဘံဆန်သွားတယ်ဆရံအိုင်နာမှာနေကြတဲ့ဆင်တွေကမနေ့မိုးလင်းတဲ့အခါမှာရှင်ကုဏ္ဏညစီခါတိုင်းလို့လာနေကြဆင်တွေကောင်လာတယ်မထွက်လာဘူးဒီတကားပိတ်နေမထွက်လာတဲ့အခါတကားတော့လုံချုံတော့ဟုတ်မှာမဟုတ်တဲလို့ဟာမျိုးဆိုလေမထွက်လာတော့ဆင်ကနှာမောင်းလေးလှမ်းထိုးပြီးတော့နှာခေါင်းကိုစမ်းကြည့်တယ်နှာခေါင်းသားကိုလေးခမ်းကြည့်တော့လေးရှူတာမတွေ့တော့ဘူးအဲ့ကြတော့မှအော်လိုက်တာတဲ့သူအော်လိုက်တာဝမ်းနေတဲ့အတန်နဲ့အော်လိုက်တာအဲ့ဒီချိန်ကျမှဒီပြင်ဆင်တွေကလာကြပြီးတော့ဆင်တွေကနေပြီးတော့သာပနမိသိညွှန်ခြင်းကိစ္စကိုလုပ်ကြတယ်လူတွေမရှိဘူးအဲ့လိုတပါးနဲ့နေသွားတယ်ဘုရားရဲ့တပိသဝကတွေရှိတယ်နော်ဘယ်သူနဲ့မှစကားမများတော့အေးချမ်းတယ်လို့ပြောမှာပေါ့နော်အေးချမ်းတယ်လို့ပြောတမန်အဖြစ်စဉ်းစားကြည့်မယ်ဆိုရင်တယောက်တည်းနေရမှာနံပါတ်1ကပြင်းစရာကောင်းတယ်နောက်တစ်ခါတယောက်တည်းမနေရတော့နောက်တစ်ယောက်ရှားတယ်ခေါ်ကြတယ်နေတော့2ယောက်စကားများတယ်မတည့်ဘူးသူလှုပ်ချင်တာတစ်ခုငါလှုပ်ချင်တာတစ်ခုအဲ့ဒီလိုတွေဖြစ်နေတဲ့အစမပြေတဲ့လောကကြီးမှာအစင်ပြေအောင်နေတတ်မယ်ဆိုရင်တော့အကောင်းဆုံးပဲပေါ့နော်အစင်ပြေအောင်နေတတ်မယ်မြတ်စွာဘုရားရဲ့တပိသဝကတွေထဲမှာအခုလိုတပါးတဲ့နေထိုင်ပြီးတော့တရားဓမ္မနဲ့ယသက်ပံသေတပံသက်တဆုံးနေထိုင်သွားကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်အခုဒီပကုဆိုတဲ့မထေရများလည်းအလုံးကိုအေးဆေးဆေးနေတာရှင်အနန္ဒာတို့လိုပရိသတ်တွေမှာကြောင်းကြစိုက်တာတွေဝေယဝိဆများတာတွေမလုပ်ဘူးရှင်နုရုဒ္ဓလည်းအဲ့ထက်မယ်အေးဆေးဆေးနေတဲ့ပုဂ္ဂိုလ်ပဲသူလည်းတိတ်ပြီးဟိုကိစ္စဒီကိစ္စတွေတိတ်မလုပ်ဘူးဗတ္တိယဆိုတာလေအေးချမ်းချမ်းနေတဲ့ပုဂ္ဂိုလ်ပဲသူတို့ဖွဲ့တယ်ဒေဝတ္တဆိုတဲ့ပုဂ္ဂိုလ်ကတော့အလှုပ်ရှားဆုံးပဲပေါ့သူကယာဓုတာလိုချင်တာဘုံကြီးခြင်းနဲ့
မြတ်စွာဘုရားနဲ့စင်မြိုင်ထောင်းခြင်းနဲ့အဲ့ဒါတွေသူလုပ်ရတရားအဲ့ဒီအုပ်စုတွေရပဲနော်ဗတ္တိယတဲ့အနုရုဒ္ဓတဲ့ခိမိလာတဲ့ဘခုအာနန္ဒဒေဝဒတ္တဒီတိုင်ဝေမင်းသား6ယောက်ဟာမြတ်စွာဘုရားနောက်လိုက်ပြီးတော့ယဟန်ပြုကြတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီမဲ့ဒီကနေ့ဘခုမထေမြတ်ရဲ့အကြောင်းကိုပြောမှာဖြစ်တယ်နေရာမြတ်မြတ်သိပ်ပြီးတော့မပါဘူးသူဟာယဟန်ဘဝရောက်လာပြီးတဲ့နောက်မှာဘယ်မှာနေတုံးဆိုရင်ဘာလကလောနကာရကာမဒီစားချက်တဲ့ရွာလေးရှိတယ်ဥပလိတထေးကြီးရဲ့နာလန္ဒမြို့ကဥပလိတထေးကြီးရဲ့စားချက်လဲစားလုပ်ငန်းလုပ်တဲ့ရွာလေးနားမှာအဲ့မှာရှိတဲ့တောအုပ်ထဲမှာသူတပါးတည်းနေတယ်တပါးတည်းနေတာတပါးတည်းနေတယ်ဆိုစကားပြောဖို့လည်းမရှိဘူးတရားအထုတ်တယ်ပေါ့အဲ့ဒါလို့ကြိုးစားရင်အထုတ်ရင်ကနေပြီးတော့ယန္နာဖြစ်သွားတဲ့အခါမှာယန္နာဖြစ်သွားတော့လေပို့ပြီးတော့တပါးတည်းအေးစစ်စစ်ပဲနေတယ်ဟိုဒီသိပ်သွားဖို့မရဘူးအဲ့ဒီမှာပဲကောင်းချပုံရတယ်ကြည့်ဆမ်းမြုပ်ပြီးတော့သူဟာတရားဓမ္မတွေတရားဟောတာတို့ဘာလို့လဲသိမလို့လူချတဲ့လည်းသိအသိမရှိဘူးအဲ့ဒါလို့နေတဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့နော်အဲ့ဒါလို့ယဟန္တာဖြစ်သွားတဲ့အခါမှာကောသမီပြည်ကကောသမီယဟန်နေအုပ်စုနှစ်စုအချင်းများပြီးတော့မြတ်စွာဘုရားဆုံးမတာတော့မရအောင်ခေါင်းမာလာကြတဲ့အခါမှာမြတ်စွာဘုရားကကောသမီပြည်ကနေထွက်လာတယ်တပါးတည်းထွက်သွားတဲ့အခါမှာဒီပကုဆိုတဲ့အရှင်မြတ်ထံပထမဆုံးဝင်ရောက်ပြီးတော့ဘုရားတွေ့တယ်သူနော်သူ့ကိုတွေ့တယ်အဲ့ဒီသူ့ကိုတွေ့တာအဲ့ဒီဘာလကလောနကာရဆိုတဲ့စားချက်တဲ့ရွာလေးကိုရွာလေးနားမှာသရင်သုံးတဲ့အဲ့ဒီတောအုပ်ထဲမှာသူ့စီကိုဝင်တွေ့တယ်ဝင်တွေ့ပြီးတော့မြတ်စွာဘုရားကတပါးဒီနေရခြင်းရဲ့အကျိုးကျေးဇူးတွေတပါးတဲ့နေတဲ့ပုဂ္ဂိုလ်ဖြစ်လို့ဝင်ရောက်ပြီးတော့အပေးစကားပြောပြီးတော့သွားတာအဲ့ဒီနောက်တော့မြတ်စွာဘုရားပါစိနဝန္တဒါယလို့ခေါ်တယ်အရှိဝါတော်ဘက်ကိုခီးထွက်သွားအဲ့ဒီမှာရှင်နုရုဒ္ဓတို့ရှင်နန္ဒီယတို့ရှင်ခိမိလတို့သုံးပါးကအလွန်ကိုညီညွတ်တယ်အဲ့ဒီကိုသွားရောက်ပြီးတော့မြတ်စွာဘုရားတရားဟောတယ်ပေးတယ်အလွန်ညီညွတ်တယ်မညီညွတ်တဲ့ပုဂ္ဂိုလ်တွေကြားမှာစိတ်ပြည့်စရာဖြစ်ပြီးတော့ညီညွတ်တဲ့ပုဂ္ဂိုလ်တွေနဲ့သွားဆုံစည်းတယ်သူတို့သုံးပါးကတော့သုံးခုတစ်စိတ်တယ်သူတို့ဘယ်လိုလုပ်ညီညွတ်ကြတော့ဆိုမြတ်စွာဘုရားမေးတော့လျှောက်တာတပည့်တော်တို့ဗျာတဲ့ကိုယ်ဆန္ဒကိုဘေးဖယ်ထားပြီးဉာဏ်တဲ့ပုဂ္ဂိုလ်ရဲ့ဆန္ဒအတိုင်းနေမယ်လို့တပည့်တော်တို့စိတ်ထားပါတယ်ဒါကြောင့်မို့ညီညွတ်တာကိုယ်ဆန္ဒကိုရှေ့တန်းမတင်ဘူးသူဆန္ဒအတိုင်းလုပ်မယ်သူလုပ်ချင်တာပဲငါလုပ်ပေးမယ်ဆိုစိတ်မြဲထားတယ်အဲ့ဒါကြောင့်မို့တပည့်တော်တို့သုံးပါးဟာကိုယ်ကာယချင်းကွဲပြားခြားနာတော့လဲစိတ်ကတော့တစ်စိတ်သေးပါလို့အဲ့ဒါမှညီညွတ်ကြပါတယ်လို့မြတ်စွာဘုရားကိုလျှောက်ကြတာအဲ့တော့အဲ့ဒီရောက်မဲ့ခရီးမှာဘဂုဆိုတဲ့မထေရမြတ်စီမြတ်စွာဘုရားဝင်ရောက်တွေ့ဆုံပြီးတော့ကျမ်းမာကြောင်းချမ်းသာကြောင်းမေးမြန်းပြီးတယောက်တည်းနေရတာချမ်းသာကြွယ်ဝမှုချမ်းသာမှုစိတ်ချမ်းသာမှုရတဲ့အကြောင်းမြတ်စွာဘုရားမေးမြန်းတဲ့အခါမှာသူ့ရဲ့ဘဝအတွေ့အကြုံလေးကိုမြတ်စွာဘုရားကိုရှောက်တဲ့အနေနဲ့ပြောတာဒါလေးကမှတ်သားစရာကောင်းတယ်ပေါ့မြတ်စွာဘုရားကိုရှောက်တာသူကယန္နာဖြစ်မဲ့ပုဂ္ဂိုလ်ကြီးဖြစ်တော်လည်းပဲတော်ထဲမှာနေပြီးတရားကျင့်တာအလွယ်တကူနဲ့တော့ရတာမဟုတ်ဘူးအခက်ခဲတွေကြုံတယ်ပေါ့အတူပါလျှောက်တုံးဆိုအဟံမိဋ္ဌိနပကတောဝိဟာရဥပနိခမေတရားထိုင်ရတဲ့အခါမှာ तू အ
အလုံးကိုအိတ်ငိုက်တယ်တအားအိတ်ချင်တယ်နော်အိတ်ငိုက်တယ်တပါးတဲ့စကားပြောဖို့လည်းမရှိဘူးဆိုတော့လေတရားပဲထိုင်နေတယ်စဉ္ညာရှောင်းလိုက်တရားထိုင်လိုက်တောထဲမှာသူတပါးတဲ့နေတာငိုက်မြည်ခြင်းဆိုတဲ့မိဋ္ဌတရားနှိမ့်ဆက်တယ်ဆိုတရားထိုင်ပြီးဆိုရင်ခေါင်းတငိမ့်ငိမ့်ခေါင်းတဆတ်ဆတ်ဖြစ်လာရှိန်ချိုးလာအဲ့ဒီလိုအိတ်ချင်စိတ်တွေဒါများတဲ့အခါမှာဝိဟာရဥပနိခမေအိတ်ချင်ပြေအောင်လို့ကျောင်းကနေထွက်လိုက်အပြင်ကိုထွက်လိုက်တယ်တဲ့ထွက်ပြီးတော့လမ်းလျှောက်မယ်စဉ္ညာလျှောက်မယ်စင်ကမံအဘိရူဟံတောတထေဝပပတိစမစဉ္ညာလျှောက်မယ်လို့စဉ္ညာလျှောက်တဲ့လမ်းခုံလောက်ထားတာရှိတယ်အဲ့ဒီစဉ္ညာလမ်းခုံပေါ်တက်တဲ့အခါမှာချော်ကြပြီးတော့မြေကြီးပေါ်လဲသွားတယ်နော်အိတ်ချင်မှုထုနဲ့ဖြစ်တာနေပါကြအိတ်ချင်တာအဲ့တော့အိတ်ချင်နေသတိထားမှာအဲ့တော့အိတ်ချင်နေဆိုတာရှင်မောကလန်လည်းပဲတရားထုတ်တဲ့အခါအိတ်ချင်တာသူကသောတပန်ဖြစ်ပြီးမှတရားထုတ်တာကိုအိတ်ချင်သေးတယ်နော်ပုထုဇဉ်တွေအိတ်ချင်တာတော့ဗာပြောစရာရှိရှင်မောကလန်ဟာဒီရဟန်းဖြစ်ပြီးနောက်တရားထုတ်တာ9ရက်အိတ်ချင်တာဒါကြောင့်မို့လို့သူခက်အထုတ်ရတယ်အသိဉာဏ်ကတော့မြန်မာရဲ့ဒါပေမဲ့ပင်ပန်းအထုတ်ရတယ်ဘာကြောင့်ပင်မနာတော့ဆိုအိတ်ချင်တာငိုက်တာပဲတရားထိုင်ပြီဆိုရင်ငိုက်ပြီငိုက်တဲ့အခါကျတော့မြတ်စွာဘုရားကြွလာတာနဲ့တိုးတယ်သူတခါမြတ်စွာဘုရားလည်းကူညီမလို့သူစီလာတာပါဘုရားကသူတရားထိုင်နေတော့ငိုက်နေတာမြင်တော့မောက္ကလန်ငိုက်နေလားငိုက်နေလားနဲ့ချက်ချင်းတိုးမေးတဲ့အခါကျတော့မြတ်စွာဘုရားထားယူသွေးပြုသူတိတ်အိတ်တာငိုက်တဲ့အကြောင်းပြောပြတော့မြတ်စွာဘုရားအငိုက်ဖြောက်နည်းတွေပေးသွားသူအေးငိုက်နေတယ်ဆိုလို့ရှိရင်အလင်းရောင်ကိုအာယုပြုတ်ပြီးတော့အလောကတင်ညာကိုအထောက်ရတယ်စိတ်ထဲမှာလင်းနေပြီဆိုလို့ရှိရင်လူကလင်းရင်သိမ့်မရဘူးမှောင်လို့ရှိရင်ငိုက်တယ်ဒါကြောင့်မို့လို့အလင်းရောင်ကိုအာယုဆိုင်ရမယ်ဆိုတာဒီဟောတယ်ပြီးတော့နောက်ဆုံးမြတ်စွာဘုရားပေးသွားတဲ့ဤစနစ်တွေကငိုက်ရင်ထားပြီးတော့လမ်းလျှောက်တယ်ကိုလက်ခြေလက်တွေပုတ်တက်ပေးတယ်မျက်နှာတစ်တယ်ဆိုတာအစနောက်ဆုံးကျမှအငိုက်အတော်နဲ့မပြောက်ဘူးဆိုနေရွက်ကိုပူးနေအောင်ကိုယ့်ကိုဆွဲတဲ့အဲ့ဒါအငိုက်ဖြောင်းနည်းတစ်ခုပဲနော်ကိုနေရွက်ကိုဆွဲလိုက်လိုက်လို့ရှင်အဲ့ဒါနေရွက်ပူးထူပြီးတော့အိတ်ချင်ပြေးသွားလိမ့်မယ်နောက်ဆုံးမှအဲ့ဒီလိုမှဘယ်လိုမှမရဘူးသိအိတ်ချင်တယ်ဆိုရင်တော့ခဏတစ်ပြုတ်အိတ်လိုက်ပေါ့လို့ဆိုတယ်ကမ္မထာထိုင်ခြင်းနဲ့အိတ်ငိုက်ခြင်းဆိုပြီးဘုန်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်အဲ့ဒီမှာရှင်မောက္ကလန်ငိုက်တဲ့အကြောင်းငိုက်သည့်အတွက်ကြောင့်ပင်ပန်းလောက်ရတယ်ငိုက်တာလေအတော်ဆိုးတဲ့ကိစ္စပေါ့နော်အခုလည်းဒီဘဂုမထေရတပါးတည်းနေပြီးတော့ငိုက်တတ်တာငိုက်လို့အငိုက်ပြေအောင်လို့ဆိုအကြောင်းပေါ်ဆင်းဒီကြားထဲငိုက်သွားပြီးလှေကားပေါ်ချော်ကြမြေကြီးပေါ်လဲကျသွားတယ်တပည့်တော်မြတ်စွာဘုရားကိုသူကလျှောက်တာအရှင်ဘုရားတဲ့တပည့်တော်အချင်းစိတ်တွေလွန်ပြင်းထန်တော့ကျောင်းကနေထွက်ပြီးအောက်ဆင်းနေတဲ့46မယ်ဆိုပြီးတော့သွားတာလှေကားပေါ်ချော်ချပြီးတော့သူမြေကြီးကိုလဲတယ်တဲ့အဲ့ဒါနဲ့ခတ္တဏိပရိမိစိတ်တော်တပြီးတော့ဖုံဖက်တွေခါပြီးတော့ကိုယ်ခန္ဓာကိုယ်မှာလဲကျသွားတဲ့အခါဖုံးနေသင်္ကန်းကိုပေးသွားတယ်အဲ့ဒါတွေကိုခါရံပြီးပုဏ္ဏပါရုံရှစင်္ကမစဉ္ညာခုံမောကိုတပြီးတော့ပြန်တက်ပါတယ်တဲ့ပြန်တက်ပြီးတော့စင်္ကမိန်သောဟံတပြီးတော့စဉ္ညာလျှောက်ပါတယ်တဲ့ဆက်ပြီးတော့
ဈဉ္ညာလျှောက်ပြီးတော့ရှုမှတ်နေကြကိုယ့်ရဲ့ခန္ဓာအစ္ဆဒခန္ဓာမှာရှိတဲ့ယုတ်တရားနံတရားတွေကိုလျှောက်တယ်အဲ့တော့ယုတ်တရားနံတရားတွေကိုယ်ခန္ဓာကိုယ်မှာရှုတယ်ဆိုတာဘာကိုရှုတာတော့ရှုစရာတွေကသူတစ်ပါးတည်းဆိုတဲ့အခါမှာမြင်နာကြတာဒါတွေကတောထဲမှာလည်းဖြစ်နေတယ်ပေါ့နော်တောထဲမှာဖြစ်နေတော့ကမ္မဋ္ဌာန်းနှလုံးသွင်းတဲ့အခါမှာကမ္မဋ္ဌာန်းအာယုံရဲ့ဒီမနလို့ဆိုတဲ့စိတ်ရဲ့ကမ္မဋ္ဌာန်းအာယုံနဲ့စိတ်ဒီနှစ်ခုပေါင်းစုံလာတဲ့အခါမှာအသိစိတ်ဖြစ်လာတယ်ကမ္မဋ္ဌာန်းအာယုံနဲ့စိတ်ပေါင်းစုံလာတဲ့အခါမှာအသိစိတ်ဖြစ်လာတယ်အဲ့ဒီအသိစိတ်ကြောင့်သုံးခုစုံလိုက်တဲ့အခါမှာဖတ်တာဖြစ်တယ်ဖတ်တာကြောင့်ဝေဒနာဖြစ်တယ်ဆိုတဲ့ဒီရှုွက်လေးအတိုင်းဒုက္ခနာကိုမှဖြစ်နေတဲ့အရာတွေကိုရှုတယ်ဈဉ္ညာသွားရင်ရှုတယ်ဆိုတော့သူ့ခြေဘွားနဲ့ဈဉ္ညာလမ်းနဲ့ထိတယ်ထိတဲ့အခါမှာစိတ်ခြေထောက်ကိုအာယုံပြုတ်လိုက်တဲ့အခါမှာခြေထောက်မှာရှိတဲ့ကာယပတာရဈဉ္ညာလမ်းလို့ဆိုတဲ့ဖုဒ္ဓဘာယုံဒီနှစ်ခုစုံစည်းလိုက်တဲ့အခါမှာထိမှန်းသိတဲ့စိတ်လေးပေါ်လာတယ်အဲ့ဒီထိမှန်းသိတဲ့စိတ်ကလေးသုံးခုခြေထောက်ရဲ့ဈဉ္ညာလမ်းရဲ့ထိတိစိတ်ရဲ့ဒီသုံးခုစုံလိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ဖတ်တာရဲ့စိတ်ထဲမှာခံစားမှုဝေဒနာရဲ့ဒါတွေကိုသူရှုမှတ်ပွားများလိုက်တယ်အဲ့ဒါလို့တတိမလွတ်အောင်တမာတိတရားနဲ့သဘာဝတရားကိုရှုမှတ်ရင်နဲ့မမြဲတဲ့သဘာဝတွေဖြစ်ပြီးရင်ပြတ်သွားတဲ့သဘာဝတွေဒါတွေသမာဓိကောင်းစွာရလာတဲ့အခါမှာတဲ့သူ့ရဲ့အာယုန်ထဲမှာဝိပဿနာဉာဏ်ဟာရှင်းရှင်းကြီးဖြစ်လာခဲ့ပါတယ်တဲ့တတောမေမနတိကာရောအဲ့နောက်တပည့်တော်ကပ္ပဋ္ဌာန်းအာယုန်ကိုပဲဆွဲဆွဲမြဲမြဲဆက်ပြီးတော့နှလုံးသွင်းတယ်ယောနိသောဥဒ္ဓပစ္စထာကပ္ပဋ္ဌာန်းအာယုန်ဘက်ကိုစိတ်ဟာခိုင်ခိုင်မာမာကြီးရောက်ရှိသွားပြီးတော့ယုံနဲ့ဓမ္မသင်္ခါရတွေအပြစ်ဆိုတာတွေ့လာတယ်အပြစ်တွေတွေ့လို့ရှိရင်အပြစ်ဆိုတာတွေ့လာတာပဲတမန်အဖြစ်ဘုန်းကြီးတို့ပြတ်တာကိုမမြင်သည့်အတွက်ကြောင့်အကောင်းထင်နေတာအပြစ်မြင်လိုက်တာနဲ့တပြိုင်နက်အပြစ်တွေ့တော့တာပဲချက်ချင်းရုပ်ပဲဖြစ်ဖြစ်နာမည်ဖြစ်ဖြစ်အစင်ထာဝရလှုပ်ရှားပြီးတော့ဖြစ်ပြီးရင်ချက်ချင်းပြက်နေတဲ့အရာများတာဖြစ်တယ်ဉာဏ်နဲ့အာယုံစိုက်ပြီးတော့မကြည့်လို့ရှိရင်မမြင်ဘူးမြေကြီးကိုဝေးကလှမ်းကြည့်ရင်တော့ရေပြင်ကြီးကိုမြင်ရမှာပဲဖြစ်တယ်ကဏ္ဍမှာသေချာထိုင်ပြီးတော့မြေကိုကြည့်နေရင်မြေကြီးကစီးနေတယ်ဆိုတာတွေ့ပဲအဲ့ဒါလိုပဲကိုယ်ခန္ဓာကိုယ်အနိကပ်ပြီးတော့သမာဓိနဲ့တတိနဲ့ရှုကြည့်လိုက်တဲ့အခါမှာဖြစ်ပြီးရင်ပြတ်သွားတယ်ဖြစ်ပြီးရင်ပြတ်သွားတယ်ရုပ်တရားတွေဟာလည်းဖြစ်ပြီးပြတ်နေတယ်ဆိုတဲ့သဘောတရားတွေကိုမြင်လာတဲ့အခါမှာအဲ့ဒီသင်္ခါရတရားတွေပေါ်မှာစိတ်ပြက်ငြင်းငွေ့ခြင်းဆိုတဲ့အပြစ်တွေမြင်လာပြီးနိဗ္ဗိဒာသမတိဋ္ဌထာလိုချင်စိတ်တွေကုန်ခန်းသွားတယ်ဘဝမှာခန္ဓာ၅ပါးပေါ်မှာအပြစ်တွေမြင်ပြီးတော့လိုချင်စိတ်တွေကုန်ခန်းသွားတယ်လိုချင်စိတ်ကုန်ခန်းသွားတယ်ဆိုတာလူတွေကတော့ဘယ်လိုလုပ်ပြီးတော့နေကြတာတော့ဆိုမျောလင်းချက်နဲ့နေကြတာလေအဲ့ဒီအပြစ်တွေကိုမမြင်တဲ့အခါကျတော့လက်ဖြင့်ကဘာလို့အောင်မဲတပတ်ခါဘာလို့အောင်မဲဘယ်နေ့ဘာလို့အောင်မဲဆိုတာဒီစီမံကိန်းတွေရေးဆွဲပြီးတော့လုံဝဲဟာတွေနဲ့ပြောနာဒါပေမဲ့ခန္ဓာကိုယ်ကြီးကိုစောင့်မကြည့်လို့လုံဝဲဟာတွေပဲစဉ်းစားနေတယ်ကိုယ်ခန္ဓာကိုယ်ကြီးကပြည့်နေနော်ဖြစ်ပြီးရင်ပြည့်နေတာ
ဖြစ်ပြီးပြက်နေတာကြီးကိုမေ့ထားပြီးတော့ဘာလို့ဥမဲညာလို့ဥမဲနဲ့စိတ်ကူးတွေယင်ပြီးတော့အဲ့လိုနေကြတာများတယ်အဲ့လိုနေလိုက်သည့်အတွက်ကြောင့်ဘာတွေဝင်လာတော့ဆိုလောဘတွေဝင်လာတယ်ဒေါသတွေဝင်လာတယ်တယောက်နဲ့တယောက်မတည့်တာတွေရံဖြစ်တာတွေကုန်ဖြစ်ကုန်ဘယ်တော့ဘာဖြစ်မှလို့အဲ့လိုအနိကကိုယ့်ရဲ့ခန္ဓာကိုယ်အနိကစောင့်ပြီးတော့ကြည်နိုင်စွာမရှိဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်ကဖြစ်ချင်တိုင်းဖြစ်နေတာကိုမမြင်မဲနဲ့စိတ်ကူးရင်ပြီးတမိတ်တမောဖြစ်နေပြီးတော့နောက်ဆုံးမှအဆုံးသတ်သွားကြတာပဲဖြစ်တယ်ပေါ့မမျော်လင့်မဲနဲ့ပြုတ်သွားတာတွေလည်းအများကြီးပဲမျော်လင့်ပြီးတော့ပြုတ်တာလည်းရှိတယ်ရုပ်တရက်ယောဂရမလို့မမျော်လင့်မဲနဲ့တည်သွားတဲ့လူတွေလည်းအများကြီးယောဂဖြစ်နေလို့ဘယ်နည်းသိမလဲလို့ဆိုပြီးတော့ဒုက္ခရောက်ပြီးသိမဲနေစောင့်နေရတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒါလို့တောင်မသိလိုက်ပဲနဲ့ဘာမှမမျောရပဲနဲ့ချက်ချင်းကြီးအဆီးနဲ့သိသွားတာတို့တဝေရရဆရာတွေအများကြီးပဲเนาะအဲ့ဒါလို့ဒီအဲ့တော့ကိုယ်ခန္ဓာကိုယ်မှာဘာဖြစ်နေသလဲဆိုတာစောင့်ကြည့်ကြည့်ဖို့အရေးကြီးတယ်အဲ့ဒါကိုအစ္ဆတံသူတမဟိတောတဲ့သူကသူခန္ဓာကိုယ်အမြဲတမ်းစောင့်ကြည့်ပြီးတော့ကြည့်ပါတယ်တဲ့ကြည့်လိုက်တဲ့အခါအမှန်အကန်နေမျက်စိမှန်ကန်နေကိုသိဉာဏ်နဲ့မြင်လာခဲ့ပါတယ်မြင်လာတဲ့အခါကျတော့အော်စီမံကိန်းတွေချမနေနဲ့ဘယ်တော့ဘာလုပ်မယ်ညာလုပ်မယ်နဲ့တွေးမနေနဲ့ကိုယ်ခန္ဓာကိုယ်ကြီးအဖြစ်အမြဲပြက်နေတာပျက်စီးနေတာဒါကြောင့်မို့အပြစ်အနာစာတွေကိုရှုမြင်သုံးသပ်လာပြီးစိတ်ပြက်ညှင်းငွေမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်တဲ့အဲ့ဒါလို့စိတ်ပြက်ညှင်းငွေခြင်းဆိုတဲ့ဝိပဿနာဉာဏ်နဲ့ရှင်းတန်လာတဲ့အခါမှာသင်္ခါရတရားတွေရဲ့ကုံဆုံးရာနိဗ္ဗာန်ကိုအာယုံပြုတ်လိုက်တာနဲ့အာယုံပြုတ်နိုင်တဲ့အဆင့်ရောက်သွားလိုက်တာနဲ့တပြိုင်နက်တတောစိတ်တံဝိမု सी မေသူစိတ်ဟာကိလေသာတွေကလုံးဝလွတ်သွားတယ်လိုချင်တာတွေမလာတော့ဘူးမုန်းတိတာတွေလည်းမလာတော့ဘူးเนาะအလုံးစီမံကိန်းတွေလည်းမချတော့ဘူးဘယ်တော့ဘာဖြစ်မယ်ဆိုတဲ့မျှော်လင့်ချက်တွေလည်းတစ်ခုမှမထားတော့ဘဝမှာနေချင်တာလည်းမဟုတ်ဘူးသိချင်တာလည်းမဟုတ်ဘူးသူ့ဟာသူပြက်ပြီးသွားနေတဲ့အဖြစ်ပြက်ကြီးတစ်ခုဖြစ်တာလဲလက်ခံထားတဲ့အနေအထားမျိုးရောက်သွားတယ်စိတ်မှာကိလေသာတွေလုံးဝမရှိတော့ဘူးအရှင်ဘုရားတဲ့တပည့်တော်စိတ်ဟာကိလေသာတွေကအဲ့ဒီချိန်မှာလုံးဝလွတ်သွားပါတယ်တဲ့ပတ္တဓမ္မသူဓမ္မတံဟောပြောတဲ့တရားရဲ့ကောင်းမွန်မှုမှန်ကန်မှုဟာလက်တွေ့မြင်ရပါတယ်တိတ်သောဝိဇ္ဇာအနုပတ္တာသူဟာအတိတ်ဘဝတွေကိုလည်းသိနိုင်တယ်အသိဉာဏ်လည်းရလိုက်တယ်ဝိလန်တဲ့ဒေသကိုလည်းမြင်နိုင်တဲ့ဒိဗ္ဗစက္ခုဝိဇ္ဇာလည်းရလိုက်တယ်ကိလေသာအာသဝရည်ရင်ထဲမှာလိုက်မထတော့တဲ့အာသဝခေယဝိဇ္ဇာကိုလည်းသူရခဲ့ပါတယ်ကတံဗုဒ္ဓသာသနာမြတ်စွာဘုရားဟောကြားတဲ့အဆုံးအမတွေကျင့်ကြံကြိုးကိုအထောက်အမဲ့လမ်းစဉ်အတိုင်းသူလုံးလိုက်တာအလုံးလုံးပြီးသွားပါပြီသူမှကိစ္စပြီးသွားပါပြီလို့မြတ်စွာဘုရားကိုအဲ့လိုလျှောက်တယ်ဒါဟာသူ့ရဲ့ဘဂုမထေရရဲ့အမှတ်တရစကားပဲဖြစ်တယ်ပေါ့နော်သူ့ဘဝသူ့စာကြောင်းကိုပြန်ပြီးတော့လျှောက်တာအဲ့တော့တန်တရားဝကလွတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီပုံစံနဲ့ပဲသွားတာပဲဖြစ်တယ်ပေါ့ဘယ်သူပဲသွားဒီပုံစံနဲ့ပဲသွားနောက်တစ်ခါတပိယအမိရတဲ့မထေရရဲ့အမှတ်တရစကားတပိယသုတ်တံဆိုတာအကျက်တဝင်းဟောထားပြီးသားရှိတယ်ဇာလန်းလေးကိုအကျဉ်းချုပ်ပြောမယ်ဆိုရင်တပိယဆိုတဲ့ပုဂ္ဂိုလ်ဟာကတ္တဗဘုရားလက်ထက်တုန်းကတောင်ထိပ်ပေါ်တက်ပြီးတော့ယဟန်တော်9ပါးအာဇာနည်ယဟန်9ပါးတောင်ထိပ်ပေါ်တက်တောင်ထိပ်ကလည်းပြန်ဆင်းမှုမရှိတဲ့တောင်ထိပ်ကြီးတောင်ဆောက်ကြီးပေါ်မှာတက်ကြတယ်ပုပ္ပါတောင်ကြီးလို့ပေါ့၄ဘက်၄တန်းက6ကြီးတွေနဲ့လေကားထောင်ပြီးတော့တက်တယ်တက်ပြီးတဲ့အခါအဲ့ဒီတောင်ထိပ်မှာယဟန်9ပါးအပေါ်လဲရောက်ရောကဲကိုယ်စိတ်ကိုနိုင်ကြရဲ့လားအကြီးဆုံးပုဂ္ဂိုလ်က
ကိုယ်စိတ်ကိုနိုင်ကြရလားအသက်ဆွန့်ပြီးတော့တရားထုတ်မှလားမထုတ်ဘူးလားမထုတ်ချင်ရင်ခုချိန်ဆင်းညာတော့ခုနှစ်ပါးစိန်ခေါ်ကြတာပေါ့နော်အဲဘယ်သူမှမဆင်းဘူးသေကြတယ်နော်လေကားကြီးကိုတွန့်ချလိုက်ဆင်းလို့ကတော့မရတော့ဘူးအဲ့ဒါလို့ကတ္တဗဘုရားနောက်ပိုင်းမှာတောင်ထိပ်ကိုတက်ပြီးတော့လေကားကိုတွန်းလှန်ချလိုက်ပြီးတရားထုတ်တဲ့ပုဂ္ဂိုလ်9ပါးရှိတယ်အဲ့ဒီ9ပါးထဲမှာအကြီးဆုံးအသိဉာဏ်လည်းရှိတဲ့ပုဂ္ဂိုလ်ဉာဏ်ထက်တဲ့ပါရမီထက်တဲ့ပုဂ္ဂိုလ်အဲ့ဒီအကြီးဆုံးပုဂ္ဂိုလ်ကယန္နာဖြစ်သွားတယ်ယန္နာဖြစ်သွားတဲ့အခါမှာသူကယန္နာရဲ့ဇံပင်ရှင်တကူနဲ့တောင်ပေါ်ဆင်းလို့ရသွားတယ်ရသွားတဲ့အခါဆွမ်းနေပါလိခံပြီးကျန်တဲ့ကိုယ်တော်တွေကိုကျွေးမလို့ကြိုးစားတယ်ကျွေးရမလားလို့ဆိုလက်မခံကြဘူးသူကကိုယ်တော်ဆွမ်းနေရတဲ့ဆွမ်းကိုယ်တော်ဘာသိစားမစားဘူးအချင်းချင်းတိုင်ပင်ညွန်းတို့ကအရင်ရတဲ့ကိုယ်တော်ကဆွမ်းခွန်ကျွေးရမယ်လို့မပါဘူးအဲ့တော့ကိုယ်တော်နဲ့စကားမပြောချင်ဘူးအလုံးရှုပ်တယ်တရားပဲအထုတ်မယ်ဆိုပြီးဆက်အထုတ်တခါနောက်တစ်ပါးဒုတိယတစ်ပါးကလည်းဇံအနာဂံရောက်ဖြစ်သွားတယ်အနာဂံဖြစ်တဲ့ကိုယ်တော်ကလည်းဇံပင်ရှင်နေရပြီသူကလည်းပဲခုနလိုဘယ်နဲ့လဲကိုယ်တော်တို့ဆာလာပြီလားကျွေးရအောင်မလားလက်မခံကြဘူးသူကနော်လက်မခံမှုကိုရောဘာစီသွားခြင်းအသွားသူတို့ခီးမဆိုင်နဲ့စကားပြောနေတာကြားတယ်ကိုယ်လုံးပဲကိုယ်လုံးပဲဆိုပြီးတော့လုံးကြအဲ့လိုအထုတ်ရင်ကနေပြီးတော့ယဟန်၅ပါးဟာဥချောက်ပြီးတော့ဘာမှအစာရေစာပြတ်ပြီးတော့ဘာတရားထုမှမရဘဲနဲ့သိခဲ့ကြတယ်ကောရမဘုရားလက်ထက်ရောက်တဲ့အခါကျတော့တပါးကပုဂ္ဂုတတိဆိုတာဖြစ်လာကောရမဘုရားလက်ထက်ရောက်ပုဂ္ဂုတတိဖြစ်ဝင်စားတယ်နောက်တစ်ပါးကတော့ဘာဟိယတာရုစီရိယဖြစ်လာဘာဟိယနောက်တစ်ပါးကတော့ကုမာရကတ္တဗအဲ့ဒါလို့ဒီနောက်တစ်ပါးကတော့တပ္ပမန္လဗုဒ္ဓလားမသိဘူးတစ်ပါးဖြစ်လာတယ်နောက်ဆုံးတစ်ပါးကဒီသပိယပဲနော်အဲ့တော့တရားထုတ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဒီသပိယဆိုတဲ့ပုဂ္ဂိုလ်ကပရပိုက်မရဲ့သားဖြစ်တယ်သူကပရပိုက်ကျောင်းမှာမွေးဖွားတာပရပိုက်မရဲ့သားပရပိုက်မကဒီတဘာလို့ခေါ်တာအများစည်းဝေးတဲ့စည်းဝေးခမ်းမကြီးထဲမှာသူ့ကိုမွေးဖွားတာဖြစ်လို့သူ့ကိုတပိယတဘာမှာမွေးဖွားတဲ့ပုဂ္ဂိုလ်တို့ဆိုနာမည်ပေးတာအဲ့တော့ပရပိုက်မကမွေးတဲ့သားနောက်တော့သူ့ကိုပညာသင်ပေးတယ်ပညာသင်ပေးတာကဒီအယူဝါဒတွေနဲ့ပတ်သက်ပြီးတော့ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် philosophy ပေါ့အတွေးခေါ်ပိုင်းတွေကိုသင်ပေးထားသင်ပေးရင်တူနဲ့တူစကားနိုင်ပြောမယ်နော်ညင်ညတဲ့ခုံကြတယ်ဆိုရယ် provide ရဲ့တရားတွေအဲ့လိုနေရင်ကနေသူကပညာတတ်တော့နောက်ဆုံးမှာမင်းကြီးမင်းသားလေးတွေကိုပညာသင်ပေးရတဲ့ဆရာအဖြစ်လောက်ကင်နေတယ်သူနောက်ဆုံးသူ့ရဲ့မေတော်ပရပိုက်မကအမျိုးသမီးဘဝဟာအန္တရာယ်များလွန်အားကြီးတယ်ဒါအမျိုးသမီးဘဝရှင်မုံပြီးတော့ပရပိုက်မဖြစ်ကနေဇန်တရားတွေအထုတ်လိုက်တဲ့အခါပြမပြေရောက်သွားတယ်တဲ့သိတော့ပြမပြေရောက်သွားတဲ့အခါမှာသူ့သားမင်းကြီးမင်းသားတွေကိုစာသင်ပေးနေတယ်အဲ့ဒါကိုမြင်တဲ့အခါကျတော့လောကမှာဖျားပွင့်နေပြီသူသားသမီးရကိုဖျားနဲ့ဆုံးစေခြင်းနဲ့ဖျားစီကိုပို့ဖို့ရအတွက်အဲ့ဒီသွားလို့သူကမပြောဘဲနဲ့စာဝဲဖြေခိုင်းတော့နော်စာဝဲဖြေခိုင်းမှစာအကျက်တာဆိုစာဝဲဖြေခိုင်းတယ်မေကွန်ပု္ပ္ပာ20ဒီမေကွန်ပု္ပ္ပာ20ပေးတာအဲ့ဒီမေကွန်ပု္ပ္ပာရဲ့20ရဲ့အဖြေကိုရအောင်ရှာနော်အဲ့ဒီမေကွန်20ကို
မှန်အောင်ဖြေနိုင်တဲ့ပုဂ္ဂိုလ်ရဲ့တပည့်ကိုခံမယ်ဆရာတင်ပြီးတော့နေပြီးတော့လုပ်ပေးတယ်နောက်မှတ်တမ်းတစ်ခုကတော့ခုနသူနဲ့တူတူတရားကျင့်တဲ့ထဲကအနာဂံဖြစ်ပြီးတော့သောရဝတ္တဘုံရောက်သွားတဲ့ပြမကြီးတဲ့သူကသူနဲ့တရားကျင့်မောကျင့်မဲ့ဆိုတော့လာလာပြီးတော့ကုညီလေးရှိတယ်သူကမေခွန်းပု္ပ္ပာ20ပေးပြီးတော့ဒီမေခွန်းပု္ပ္ပာ20ကိုဖြေနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ရဲ့တပည့်ခံပြီးတော့တရားကျင့်တော့လို့မှားသွားတာအဲ့ဒါနဲ့အဲ့ဒီမေခွန်းပု္ပ္ပာ20ကိုလိုက်မေးတာဘယ်သူမှသူစိတ်တိုင်းကြအဖြေမှန်ကိုမပေးနိုင်မြတ်စွာဘုရားစီရောက်တဲ့အခါကျတော့မှတပိယတုတ်တံဆိုတာဟောတဲ့အထက်မှာနော်မြတ်စွာဘုရားစီရောက်တော့ကမှဒီမေခွန်းတွေရဲ့အဖြေမှန်တွေကိုမြတ်စွာဘုရားဟောပြအဲ့တပိယတုတ်တံမှာရှိတယ်အဲ့ဒီရှင်တပိယမြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မှမေခွန်းတွေအဖြေရလို့ဝန္တာအာရမြတ်စွာဘုရားရဲ့တပည့်ခံပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တဲ့အခါမှာသူလည်းပဲယဟန္တာဖြစ်သွားတယ်အဲ့လိုယဟန္တာဖြစ်တဲ့အခါကျတော့ဒေဝဒတ်ရဲ့အရေးအခင်းတစ်ခုဖြစ်ပေါ်လာတယ်သာသနာမှာဘယ်အချိန်မှာဖြစ်တာတုံးဆိုရင်မြတ်စွာဘုရားတက်တော်82နှစ်နော်ဘုရားတက်တော်82နှစ်ရောက်တဲ့အချိန်မှာပိမိသာရမင်းကြီးကလည်းအသက်ကြီးလာပြီအဲ့ဒီအချိန်မှာပြဿနာစလာတယ်ဘာပြဿနာစတုံးဆိုတော့ဒေဝရတ်တို့ကလည်းဝါတော်တော်ရလာပြီနဲ့မြတ်စွာဘုရားတွေမဲ့အသက်82နှစ်ရှိပြီအရွယ်ရောက်လာပြီအရွယ်ကြီးရင်းနဲ့အရွယ်ပိုင်းရောက်လာပြီအဲ့ဒီအချိန်မှာရှင်အာနန္ဒာတို့ရှင်နုရုဒ္ဓတို့ဘုန်းတော်ကိုကြီးကြတယ်နော်ခုနပကုဆိုတဲ့ကိုရောတပါးတဲ့အေးစေးစေးနေတယ်ကိမိလတို့လည်းကိမိလမြို့မှာထိုင်တဲ့လောက်နေထိုင်ပြီးတော့ကိုယ်ွယ်မဲ့ပုဂ္ဂိုလ်တွေရှိတယ်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ဆိုတာလေသာသနာတော်မှာထင်ရှားတယ်ကျောင်းကိုရောက်လာတဲ့လူထုပရိသတ်တွေဟာရှင်သာရိပုတ္တရာဘယ်မှာလဲရှင်မောက္ကလန်ဘယ်မှာလဲရှင်အနန္ဒာဘယ်မှာလဲနဲ့မေးမဲ့မြန်မဲ့လူတွေကမေးကြတယ်ရှင်ဒေဝရတ်ဘယ်မှာလဲလို့မေးမဲ့လူမရှိဘူးတဲ့အဲ့ဒါသူရဲ့စိတ်ခံစားချက်ချိပေါ့ငါတို့တူတူဝတ်လာတာငါကြမေးမဲ့လူမရှိဘူးမေးမဲ့လူမရှိဘူးအဲ့တော့ငါလည်းထင်ပေါ်ကြော်ကြားအောင်လုပ်မှာပဲလောကမှာလူတွေမှာထင်ပေါ်ကြော်ကြားခြင်းနဲ့ဆန္ဒရှိတဲ့လူကရှိတယ်နော်အဲ့ဒါသူ့ဘဝအတွက်လမ်းကြောင်းတစ်ခုရွေးတာမှားသွားတယ်ပေါ့ကိုယ်လို့ကိုယ်မလုပ်ဖဲနဲ့ထင်ပေါ်ကြော်ကြားခြင်းနဲ့စိတ်တွေရှိတယ်အဲ့ဒီအချိန်မှာသူကဇံပိညင်ရတဲ့ပုဂ္ဂိုလ်ပုထုဇဉ်ဇံပိညင်ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ချိန်မှာသူကစဉ်းစားတော့ဆိုလို့ရှိရင်ငါထင်ပေါ်ကြော်ကြားမှုရအောင်ဘယ်သူကိုစီယုံရမလဲဆိုတော့ကောသလမင်းကြီးသွားစီယုံလို့မရဘူးကောသလလည်းအသက်အရွယ်ကောရမဖေအားနဲ့တက်တော်ရွယ်တော့တူတယ်လေအသက်ကြီးပြီဆိုသွားစီယုံလို့မရနိုင်ဘူးဘေဝိသရမင်းသွားစီယုံမလားဆိုဘေဝိသရမင်းကလည်းအသက်ရွယ်ကြီးဖေအားကိုဒါအကြည့်ညို့တဲ့ပုဂ္ဂိုလ်ဆိုစီယုံလို့မရဘူးအဲ့တော့သူ့သားခတ်ဆိုးဆိုးကောင်းလေးအဇာတတဒီမင်းသားငယ်တိတ်လဲအလိုက်ကမ်းမသိသေးဘူးတော့သူဟာငယ်လဲငယ်သေးတယ်အာတိန်ဘတ်တော်အနာဂတ်အတွက်လည်းအလားလာကောင်းတယ်ဘေမိသာရကြီးကအဇာတတကိုသိချစ်တယ်ဒါကြောင့်မို့အနာဂတ်ထိနှံ့ရဖို့အလားလာကောင်းတယ်ဆိုပြီးအဇာတတကိုသွားစီယုံတာဒေဝရကစီယုံလိုက်တဲ့အခါမှာသူစီယုံတာကတခါတည်းကိုကြသွားအောင်စီယုံတာနော်ဖြည်းဖြည်းချင်းစကားပြောရှည်တယ်တခါတည်းလူငယ်လေးပုံစံဖန်ဆင်းလိုက်တယ်ဖန်ဆင်းပြီးတော့လက်ဘဲမှာမွေတွေပတ်ထားတယ်ခန္ဓာကိုယ်မှာမွေနဲ့တစားဆင်ပြီးတော့ခါမှလည်းမွေနဲ့ပတ်ထားတယ်လက်မောင်းတွေနှစ်ဖက်မှာလည်းမွေတွေပါတယ်
အဲ့ဒါလို့မွေနဲ့တစားဆင်အိန္ဒိယဇာတ်ကားတွေကြည့်ရင်တွေ့လိမ့်မယ်မွေတော့ခုချိန်တည်းရောအိန္ဒိယတွေကမွေကြိုက်တယ်နော်အဲ့ဒီမှာမွေနဲ့တစားဆင်ထားတဲ့လူငယ်လူရွယ်လေးအောင်ဖန်ဆင်းပြီးတော့အစတသက်တယောက်တည်းနေတဲ့အချိန်လေးမှာဖြုတ်ခနဲ့သူ့ပေါင်ပေါ်တက်ထိုင်လိုက်တာမလန့်ဖြန့်သွားတယ်နော်လန့်ဖြန့်သွားတယ်လန့်ဖြန့်သွားတော့ဘယ်သူလဲလို့မေးတဲ့အခါကျငါဒေဝရတ်ပါလို့ဆိုဒေဝရတ်ဆိုလို့ရှိရင်ကိုယ်ပုံစံတိုင်းကိုပြပါလို့ဆိုအဲ့ဒီကြတော့မှယဟန်အသင်တဏ္ဍပြအဲ့ဒီမှာအစတသက်ကကြသွားပြီသူ့ကိုကိုးကွယ်တာပဲသူစီယုံလိုက်တာနော်သူကရည်ရွယ်ချက်နဲ့စီယုံတယ်အစတသက်သူပြောတာနားထောင်ပြီဆိုတဲ့အခါမှာအေးလောကမင်းဖေရလည်းငယ်သေးတယ်တဲ့နော်မင်းဖေရလည်းငယ်သေးတယ်ငယ်သေးတော့တို့ခုခေတ်လောကလူတွေကလည်းအသက်တိုးလာကြတယ်မင်းတော့ကြထိနှမ်းမရဘဲနဲ့တည်သွားနိုင်တယ်ပေါ့အဲ့တော့မင်းဖေကိုတတ်ပြီးတော့မင်းဘယင်လောက်กว่าအဲ့ဒီကစပြီးတိုက်တွန်းလာတာတော့ဘယင်လောက်กว่าဆိုပြောတော့ဟာရှင်ဘုရားတပည့်တော်အဖေဒါနဲ့တွေ့တဲ့တန်ယူမလုပ်ရဲဘူးမလုပ်ရဘူးပေါ့သူတို့အစင်လာကြအဲ့ဒီမှာသူနီလန်းပေးတာနေမှာပဲပေပိသရမင်းကိုထောင်သွင်းကျင်းချထားလိုက်တာသူထောင်ထဲသိလိမ့်မယ်မင်းမတတ်ရင်ထောင်ထဲသိလိမ့်မယ်ဆိုပြီးထောင်ထဲထည့်လိုက်တာကဲထားလိုက်တော့အဲ့ဒါနဲ့ပေပိသရမင်းကိုလုံးချံတပ်ဖြတ်ပြီးထိနှန်းကိုသူရလိုက်တယ်အဲ့ဒါပြီးတဲ့အခါမှာသူကတန်ခါခေါင်းဆောင်လုံးချင်တယ်ဖះကိုတတ်ဖို့ကြိုးစားလာအဇာတသမင်းရဲ့ဒီအပိမှုတွေကုညီမှုတွေနဲ့မြတ်စွာဘုရားကိုမျိုးမျိုးလက်ဖြောင်းတပ်သားတွေလွတ်ပြီးတော့တတ်ဖို့ကြိုးစားတယ်နော်တတ်တဲ့လူသက်သမားကိုမပေါ်အောင်လို့နောက်ကနေပြီးတော့အစဖြောက်တဲ့ဟာတွေပါစီမံထားတာဒေဝရတ်စီမံမုံကအလွန်ကိုပြည့်တယ်နော်မြတ်စွာဘုရားကိုတတ်တဲ့ကောင်ကိုနောက်ကလူတွေကအစင်စင်တတ်သွားမှ900လောက်ကိုလှုပ်ထားတယ်သူကအဲ့ဒါလို့စီမံဆောင်ရွက်တယ်မအောင်မြင်တဲ့အခါကျတော့ဆင်နဲ့လွတ်ပြီးတော့ဆင်နှင်းလို့တည်အောင်လုပ်ပြန်တယ်အဲ့ဒါနဲ့မအောင်မြင်တဲ့အခါကျတော့ကြောက်တုံးလိမ့်ချတယ်အဲ့ဒီလှုပ်ပြီးနောက်ဆုံးမှာတန်ကသင်ခွဲပြီးတော့သွားတော့ဒေဝရတ်နောက်ကိုယဟန်900ပါသွားတာဖြစ်တယ်ပေါ့အဲ့ဒီဒေဝရတ်ကိုအားပေးအမြောက်ပြုတဲ့ဒေဝရတ်ခိုင်းသားယဟန်တော်တွေကိုခုတပိယမထေကနေပြီးတော့ဆုံးမစကားပြောတာတဲ့ကိုရိုတို့သူတို့ကိုဆုံးမတယ်အဲ့ဒီဆုံးမတဲ့အနေနဲ့သူကအမှတ်တရစကားပြောတာပရိသနာဝိသနန္တိမယမထယမမတိရေသတထဝိသနန္တိတတောတမန္တိမေတကာဆိုပြီးတော့လောကမှာအမှန်တရားမသိတဲ့ပုဂ္ဂိုလ်တွေဟာအငင်းပွားနေကြတာပါကိုလှုပ်တဲ့အလုပ်တွေဟာဓမ္မရဲ့ဆန့်ကျင်ဘက်တွေအလုပ်တွေလုပ်နေမိမှန်းမသိကြဘူးအမှန်မသိတဲ့ပုဂ္ဂိုလ်တွေဟာအမှန်ကန်မသိတဲ့ပုဂ္ဂိုလ်တိုင်းဟာလောကမှာသူတို့ကြောင့်ညှင်းမှုခုံမှုတွေဖြစ်နေတာပါတဲ့ရေသတ္ထဝိသနန္တိတတောတမန္တိမေရကအဲ့ဒါလို့တရားဓမ္မနဲ့ပတ်သက်ပြီးအမှန်ကန်သိပြီဆိုလို့ရှိရင်လောကမှာအငြင်းအခုံတွေကပျောက်သွားမှာဖြစ်တယ်ပေါ့အမှန်တရားကိုတို့ဟာဆန့်ကျင်မိနေပါလားလို့မသိကြတာတဲ့နောက်တနည်းအဓိပ္ပာယ်ကတော့တို့တွေဟာငြင်းခုံရင်သိကြရမှာပါလားလို့မသိကြလို့ငြင်းခုံနေကြတာတဲ့အလုံးဟာသိဆုံးရမှာဖြစ်တယ်အဲ့ဒါလို့သိပြီဆိုလို့ရှိရင်ဘာငြင်းခုံစရာရှိလဲခဏပဲတွေ့တာမင်းလည်းသိမှာပဲငါလည်းသိမှာပဲငြင်းခုံစရာမရှိဘူးလို့မှန်တိုင်းသိသွားကြတယ်တဲ့အဲ့ဒီယဟန်တွေကိုလည်းပဲမြတ်စွာဘုရားရဲ့ဝါရနဲ့ဒေဝရတ်နဲ့ဝါရချားမှာအငြင်းခုံမလုပ်ကြနဲ့နော်မြတ်စွာဘုရားဆုံးမတဲ့အတိုင်းနေကြအဲ့ယဟန်တွေကိုဆုံးမဩဝါဒပေးတယ်သူကယထာသအဝိဇ္ဇနန္တာဣရိယန္တုမရာဝိယ
အမှန်တရားကိုမသိတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုမသိတော့ဘူးလို့လှုပ်ရှားနေကြတယ်ဟုတ်တာပေါ့လူတွေဟာကိုယ့်ကိုဘယ်တော့မှမသိတော့မဲ့ပုံပဲနော်မတရားလုပ်မယ်ဆိုလည်းလုပ်တယ်ဒီမဟုတ်တာလုပ်ရမယ်ဆိုလည်းအကုန်လုပ်တယ်တနေ့ကျတော့သေမှပဲဘာတွေလုပ်နေနေအဲ့ဒီမဟုတ်တာတွေကိုမလုပ်သင့်ဘူးဆိုတာကိုမသိကြဘူးတဲ့တရားဓမ္မနဲ့ပတ်သက်ပြီးဝိသန္နန္တိစယေဓမ္မအာတိရေတုအနာတုတာလောကရဲ့သဘာဝတရားတွေကိုသိရှိနားလည်တဲ့ပုဂ္ဂိုလ်တွေကြတော့တဲ့အခက်ခဲတွေကျုံနေတဲ့ပုဂ္ဂိုလ်တွေကြားထဲမှာအခက်ခဲမရှိအောင်နေကြတယ်နောက်ရှက်မှုတွေရှိနေတဲ့လောကကြားထဲမှာမနှောက်ရှက်အောင်အနှောက်ရှက်ကင်းအောင်နေကြတယ်ရှုပ်ပွေးနေတဲ့လောကထဲမှာရှက်အောင်နေကြတယ်ပူလောင်နေတဲ့လောကထဲမှာအေးချမ်းအောင်နေကြတယ်အပူမရှာဘူးမသိတဲ့လူတွေကလုံနေတာလို့အရှုပ်ထဲမှာရှက်အောင်နေကြတယ်အပူထဲမှာအေးအောင်နေကြတယ်နော်အဲ့ဒါလို့နေထိုင်သွားကြတာဟာတကယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေနေကြတာဖြစ်တယ်ပေါ့ခုလိုသာသနာပေါင်းမြတ်စွာဘုရားရဲ့သာသနာရောက်ရှိလာတဲ့အခါမှာတဲ့ယံကိဉ္စီတိဋ္ဌိလံကမ္မံတန်ခိလိဋ္ဌင်္စယံဝတ္တံသင်္ကတ္တရံဗြဟ္မစရိယအနတ္တဟောတိမဟာဗလာကိုရောတို့တဲ့ဘုန်းကြီးဘဝရလာတဲ့အချိန်လေးမှာတဲ့သိက္ခာပုဂ္ဂိုလ်ရော့ရော့ရဲရဲမလုပ်ကြနဲ့တဲ့ကိုလုပ်တဲ့အလုပ်ကိုနော်ဥပုသ်ဆောင်တယ်ဆိုရင်လည်းပဲပြီးပြင်းပြင်းဖြစ်အောင်ဆောင်ကိုသီလကိုဆောင်တိုင်းလို့ရှိရင်လည်းပြီးပြင်းပြင်းဖြစ်အောင်ဆောင်ထိန်ရော့ရဲရဲမလုပ်ကြနဲ့တဲ့တန်ခိလိဋ္ဌင်္စယံဝတ္တံကိုလုပ်တဲ့အလုပ်ဟာတန်တန်ရှင်းရှင်းမလုပ်နိုင်ဘူးဆိုလို့ရှိရင်သင်္ကတ္တရံဗြဟ္မစရိယကိုယ့်ရဲ့ယဟန်ဘဝသူတော်စင်ဘဝဆိုတာဟာသင်္ကတ္တရတည်တည်ချာချာတလေးတစားယဟန်ပြပြီးသားမနေဘူးဆိုလို့ရှိရင်တဲ့ကျန်တဲ့လူတွေကကိုရောကိုတန်တရားနဲ့ချိကြလိုက်မယ်တဲ့ကိုရောတို့ကိုတန်တရားနဲ့ချိကြလိုက်မယ်ကိုရောတို့ကလည်းအုပ်စုဖွဲ့ပြီးစကားပြောပြီးဆိုလို့ရှိရင်တန်တရားနဲ့တွေးကြလိမ့်မယ်ဟုတ်တယ်လောကမှာမဟုတ်တာတွေလှုပ်ထားတဲ့လူတယောက်ဟာနော်မဟုတ်တာတွေလှုပ်ထားတဲ့လူတယောက်ကိုအများစုကဒီလူကတော့မဟုတ်တာလှုပ်တတ်တယ်ဆိုတဲ့အတွေးနဲ့ဒါသူ့လက်ချက်နေမှာဆိုပြီးတန်တရားနဲ့သူ့ကိုတတိယကြတယ်ဒါဘယ်သူမှမဟုတ်ဘူးသူ့လက်ချက်နေမှာပဲမဟုတ်တာလှုပ်တတ်တဲ့ပုဂ္ဂိုလ်ဆိုရင်လူတွေကတန်တရားနဲ့သူ့ကိုတတိယကြတယ်သူကိုယ်တိုင်ကလည်းလူစုပြီးတော့တူတူပြောနေတာကြာရင်ငါအကြောင်းပြောတာနေမှာပဲလို့သူကလည်းတန်တရားဖြစ်တယ်အဲ့ဒီလူသူတွေအထင်သေးတဲ့အနေအထားမျိုးကိုယ်တိုင်ကလည်းပဲစိတ်မအေးတဲ့အနေအထားမျိုးမဖြစ်စေနဲ့တဲ့ကျင့်မဲ့ဆိုရင်ဖြူဖြူစင်စင်ပြီးပြီးပြင်းပြင်းရောရဲရဲမကျင့်မဲ့နဲ့ကောင်းကောင်းကျင့်ညာဘုန်းကြီးဘဝမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားအထောက်ကြလို့သူကတိုက်တွန်းတယ်ပြီးတော့ယတ္တသဗ္ဗမစာရိတုခါရောနုပလပ္ပတိအာရကာဟောတိတတ္တမနတ္တပုထဝိယယထာနဗံပုထဝိယယထာသူပြောချင်တာကတော့ကိုရောတို့အချင်းချင်းလေးလေးစားစားနေကြတပါးတပါးလေးလေးစားစားမရှိဘူးဆိုလို့ရှိရင်လေးစားမှုမရှိဘူးဆိုလို့ရှိရင်သူတော်ကောင်းတရားနဲ့ဝေးကွာကြလိမ့်မယ်တဲ့တူတူလေးစားမှုရှိရမယ်တလေးတစားလောက်ကင်ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ်မှာကျန်တဲ့ပုဂ္ဂိုလ်တွေကလည်းသူ့ပေါ်မှာလေးစားကိုကလေးစားမှသူတို့ကကိုယ်ပြန်လေးစားမှဖြစ်တယ်ဒါကြောင့်မို့ဘယ်သူကိုပဲဖြစ်ဖြစ်လေးလေးစားစားနေရမယ်လေးလေးစားစားနေမှသူတော်ကောင်းတရားဆိုတာကိုယ်တဏ္ဍမှာရောက်ရှိလာမှဖြစ်တယ်ပေါ့
လေးလေးစားစားနေတတ်တဲ့ပုဂ္ဂိုလ်ကိုသာလင်တရားဓမ္မကိုဟောပြောသင်ကြားပို့ချပေးကြတာဖြစ်တယ်တဲ့ပေါ်ပေါ်ရောနေတဲ့ပုဂ္ဂိုလ်မလေးမစားလုပ်တဲ့ပုဂ္ဂိုလ်မျိုးကိုဘယ်သူမှသင်မပေးဘူးတဲ့သင်မပေးသည့်အတွက်ကြောင့်သူတော်ကောင်းတရားနဲ့ဝေးသွားနိုင်တယ်ပေါ့မှန်တာပဲဒါလဲနော်သူတော်ကောင်းတရားနဲ့ဝေးသွားနိုင်တယ်ဆရာသမားတွေပေါ်မှာလေးလေးစားစားနေဆရာကတော့သူကတော့တီငြိမ်ငြိမ်နေတတ်တယ်တော်တယ်ဆိုပြီးတော့သင်ပေးတယ်အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်ပေါ်ပေါ်ရော့ရော့နဲ့တီငြိမ်ငြိမ်မရှိဘူးဆိုရင်သူ့ကိုသင်မပေးချအောင်သင်မပေးတော့သူတော်ကောင်းတရားနဲ့ဝေးသွားတယ်အဲ့ဒါဘယ်လောက်ထိအောင်ဝေးသွားတော့ဆိုရင်မြေကြီးနဲ့ကောင်းကင်ဝေးသလောက်ဝေးသွားလိမ့်မယ်ဒါကြောင့်မို့ချင်းချင်းလေးစားကြပါဆိုပြီးတော့ဒေဝရတ်ရဲ့ပြောစကားကိုနားယောင်နေကြတဲ့ကိုတော်တွေဒေဝရတ်ကိုဝိုင်းအားပေးနေကြတဲ့ကိုတော်တွေကိုတတိပေးဆုံးမတာဖြစ်တယ်သူကအဲ့ဒါလေတတိပေးဆုံးမတဲ့စကားကိုတပိယမထေဟာဒီသာသနာအတွက်ဆောင်ရွက်ခဲ့တယ်ဆိုတာဒီမှာရှိတယ်မှတ်တမ်းရှိလာတယ်ပေါ့နော်အဲ့ဒါကိုပဲသူ့ရဲ့အမတ်တရားစကားအနေနဲ့မှတ်တမ်းတင်ထားတာဖြစ်ပါတယ်အဲ့တော့ဒီပထေမြတ်ရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကတော့ဘာလို့ဒီလောကမှာလူတွေဟာအမှန်မသိပဲလုံနေကြတဲ့ပုဂ္ဂိုလ်တွေတဦးနဲ့တဦးရံဖြစ်နေကြတယ်ဆိုတာဟာတို့တွေဘာအတွက်ရံဖြစ်နေတာလဲမင်းလည်းသိမှာပဲငါလည်းသိမှာပဲဘာလို့ရံဖြစ်နေကြလဲတနေ့ကျရင်သိသွားမှာပဲဆိုတဲ့အတွေးမရှိကြလို့ဟောရံဖြစ်နေကြတဲ့ပုဂ္ဂိုလ်တွေဟာအမှန်တရားကိုမသိလို့သာရံဖြစ်ကြတာတဲ့အမှန်တရားသိရင်ညင်းစရာလည်းမရှိဘူးရံဖြစ်စရာလည်းမရှိဘူးတဲ့အဲ့ဒါလို့ပြည့်ပြည့်စုံစုံသိရင်လည်းရံဖြစ်စရာမရှိဘူးနောက်ဆုံးတို့တွေသိကြရမှာဆိုတာကိုစဉ်းစားမိရင်လည်းရံဖြစ်ကြမှာမဟုတ်ဘူးဆိုတဲ့အတွေးအခေါ်တွေပေးပြီးတော့ဆုံးမဩဝါဒပေးခဲ့တာဖြစ်တယ်အဲ့ဒါလို့အတွေးခေါ်တွေပေးပြီးတော့ဆုံးမဩဝါဒပေးတဲ့အပေးတွေဟာကိုယ့်ဘဝမှာဘဝသင်္ကန်းစာအတွက်များစွာတန်ဖိုးရှိတယ်ပေါ့အဲ့ဒါလို့တန်ဖိုးရှိတဲ့ဆုံးမဩဝါဒတွေကိုနာယူမှတ်သားပြီးတော့ကိုယ့်ဘဝကိုပြင်ပြီးတကယ်သူတော်စင်ဖြစ်အောင်ကိုယ်တိုင်ကြိုးစားရမှာငါတို့ပါရမီမပြည့်သေးလို့ဆိုပြီးတော့သူကသူပြည့်လာလိမ့်မယ်တော့မထင်နဲ့ဖြည့်မှပြည့်မှမဖြည့်ရင်တော့မပြည့်ဘူးเนาะစာဆိုတာသင်မှပဲတတ်တယ်မသိမဲနေပြီသူကသူတတ်လာမှာမဟုတ်ဘူးဘယ်ရာပဲဖြစ်ဖြစ်လုံးဝဖြစ်တာဖြစ်လို့ဒီဘဝသိတဲ့အချိန်ကနေစပြီးတို့ကောင်းတဲ့အလုပ်တွေကိုလုပ်ကြရမှာဖြစ်တယ်လို့မတ္တနာယူချဖို့ဖြစ်တယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မထေမြတ်တို့ရဲ့အမှတ်တရစကားတွေဟာမိမိတို့ဘဝမှာတကယ်သင်္ကန်းစာပေးခဲ့တဲ့အဆုံးအမဩဝါဒတွေသာဖြစ်လို့ဒီအဆုံးအမဩဝါဒတွေကိုလိုက်နာခြင်းအပြင်ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်းသူတော်ကောင်းတရားတွေကိုတို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း